အားလုံးပဲမင်္ဂလာပါခင်ဗျာစวัสดีครับทุกคนဒီနေ့ကျွန်တော်တင်မဲ့သင်ခန်းစာကတော့အခြေခံနေ့စဉ်သုံးထိုင်းစကားပြောတွေပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကျွန်တော်နဲ့တူတူလိုက်ပြီးတော့ကြည့်အောင်ခင်ဗျာဒီယိုနီဆိုတာကအခုဆက်ရှင်အဲ့လိုအဓိပ္ပာယ်ရပါတယ်ဒီယိုနီအခုဆက်ရှင်ဥပမာမာဒီယိုနီဆိုတာအခုလာခဲ့ချက်ချင်းလာခဲ့လို့အဓိပ္ပာယ်ရပါတယ်ပိုင်ဒီယိုနီဆိုရင်လည်းအခုသွားချက်ချင်းသွားလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျမာဒီယိုနီအခုလာခဲ့ချက်ချင်းလာခဲ့လို့အဓိပ္ပာယ်ရပါတယ်တော်နီဆိုတာအခုကိုပြောတာဖြစ်ပါတယ်ခင်ဗျဥပမာတော်နီခွန်ทำอะไรอยู่တော်နီခွန်ทำอะไรอยู่တော်နီทุกคนทำอะไรอยู่အခုမင်းပါလုံနေလေလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာတော်နီခွန်ทำอะไรอยู่အခုမင်းပါလုံနေလေလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာทำอะไรอยู่ဆိုတာဘာလုံနေလဲလို့မေးတာဖြစ်ပါတယ်ခင်ဗျာရှွန်းနီဆိုတာကအခုတလောဒီရက်ပိုင်းဒီလိုမျိုးအဓိပ္ပာယ်ရပါတယ်ရှွန်းနီအခုတလောဒီရက်ပိုင်းလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာဥပမာช่วงนี้ผมไม่ว่างช่วงนี้ผมไม่ว่างช่วงนี้ผมไม่ว่างช่วงนี้ဆိုတာကုတလောผมဆိုတာကျွန်တော်ไม่ว่างဆိုတာကမအားဘူးว่างဆိုတာအားတယ်ไม่ว่างဆိုတာမအားဘူးช่วงนี้ผมไม่ว่างအခုတလောကျွန်တော်မအားဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာพึ่งဆိုတာကအခုပဲလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာဥပမာพึ่งมาဆိုတာအခုပဲရောက်တာလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျพึ่งပိုင်းဆိုရင်အခုပဲသွားမှာလို့အဓိပ္ပာယ်ရပါတယ်พึ่งมาအခုပဲရောက်တာเมื่อกี้ဆိုတာဂုဏကလို့အဓိပ္ပာယ်ရပါတယ်เมื่อกี้ဂုဏကလို့အဓိပ္ပာယ်ရပါတယ်ဥပမာเมื่อกี้คนพูดว่าอะไรเมื่อกี้คนพูดว่าอะไรเมื่อกี้คนพูดว่าอะไรခုနကမင်းဘာပြောလိုက်တာလဲလို့မေးချင်တာဖြစ်ပါတယ်ခင်ဗျာเมื่อกี้คนพูดว่าอะไรခုနကမင်းဘာပြောလိုက်တာလဲလို့မေးချင်တာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ See you in the next video bye bye